ဟုတ်ကဲ့ကိုရီးယားထိပ်တန်းနာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Assassination ဆိုတဲ့ဇာတ်ကားကိုတင်ဆက်လာခဲ့ရာအပိုင်းတစ်သို့ရောက်ရှိလာခဲ့ပါပြီပထမပိုင်းမှာတော့စူးမြုပ်ကိုထူးဖောက်ဝင်ရောက်လှုပ်ရှားကြမယ်လက်ရွေးစဉ်ကိုရီးယားမီးအောင်တော်လှန်ရေးသမားတစုဟာသူတို့ရဲ့ mission အတွက်ရှန်ဟိုင်းမြို့ကိုရောက်ရှိနေကြစဉ်သူတို့ရဲ့ခေါင်းဆောင်ယွန်းစော့ဂျင်ကိုတိုင်ဒလန်အကြီးစားဖြစ်နေခဲ့ပြီးရဲဘော်တွေရဲ့တရင်အချက်လက်တွေကိုဂျပန်တို့ထံပြီးပို့ခဲ့ကဝင်ရောက်စီးနင်းမှုပြင်ဆင်နေခဲ့ပါပြီဒါကမသိသေးပဲပုံမှန်အတိုင်းလှုပ်ရှားနေကြတဲ့တော်လှန်ရေးရဲဘော်တွေရဲ့ကံကြမ္မာဟာဘာတွေဆက်ဖြစ်မှလဲဆိုတာကိုတော့အခုဗီဒီယိုအပိုင်းနဲ့မှာဆက်လက်ကြည့်ရှုကြရအောင်ယွန်းစော့ဂျင်ရဲ့တရင်ပေးမှုကြောင့်ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာမီရာဘိုဟိုတယ်၌အန်အင်ဂျွန်ဟော်ဒေါဆန်မနက်ကြီးတို့နဲ့အတူတော်လှန်ရေးကောင်းဆောင်ဂင်ဝွန်ဘုံတို့အားလုံးစုံကြမဲ့မနက်10:00နာရီအချိန်ကိုစောင့်ဝါတခါတည်းအမိဖမ်းမှုစီစဉ်ကြပါတော့တယ်ထိုနေ့ညမှာပဲခေါင်းဆောင်ဂင်ဝွန်ဘုံဟာတနက်ကြီးနဲ့ဟော်ဒေါဆန်တို့ကိုရှောက်ဖွေးကအန်အိုယွန်းတဲခွေရမီရာဘိုဟိုတယ်ကိုရောက်ရှိလာခဲ့ပြီးနောက်လူအပ်တဲ့လက်နက်ပစ္စည်းများကိုပြည့်အခါသူတို့လုကြံရမယ်ပြစ်မှတ်များအကြောင်းကိုရှင်းပြနေပါတော့တယ်ပထမပြစ်မှတ်ကတော့29ရက်အတွင်းကိုရီးယားလူမျိုး3496ယောက်ကိုလူမဆန်သောနီးများဖြင့်တပ်ဖြတ်ခဲ့သောဖက်စစ်ဂျပန်စစ်သူကြီးခါဝါဂူရှီမာယူမှုဖြစ်ပြီးဒုတိယပြစ်မှတ်ကတော့ဖက်စစ်စစ်တပ်အယူကိုက်ခါကိုရီးယားချင်းချင်းဂုတ်သွေးစုပ်အမျက်ထုတ်နေပြီးဂျပန်လေယာဉ်စက်ရုံကြီးကိုပါတိစောဖို့စီစဉ်နေတဲ့အန်အွန်ယွန်းရဲ့ဖခင်ခရိုနီကြီးဂန်အင်ဂုပဲဖြစ်နေပါတော့တယ်ဂင်ဝွန်ဘုဟာဝိုင်းရင်တော်နိုင်ရေးသမားပြပြအစီအစဉ်ပြောင်းကရှာဟိုင်းကနေဂဲဆောင်ရောင်းကိုညာရင်းချင်းထွက်ခွာဖို့ပြင်ဆင်ရပါတော့တယ်ရဲဘော်သုံးရုံဟာလည်းအရေးကြီးမစ်ရှင်တစ်ခုအတွက်တမိုင်းဝင်လက်မှတ်များရေးထိုးကအမှတ်တရတပ်ပုံများရိုက်ခဲ့ကြပါတယ်ထိုနီနာတဝိုက်ကကာစီနိုယုံတစ်ခုအတွင်းဂန်ညောင်းဆိုသူလူတူဟာဂျပန်လူမိုက်ကောင်းဆောင်တဦးနဲ့လောင်ကစားနေရင်အလှည့်တိုင်းရှုံးနေတာကြောင့်ပွဲကိုအဆုံးသတ်ခါချက်လက်မှတ်တစ်ခုမှစာရေးပြီးထပြန်သွားခဲ့ပါတယ်ထိုသူရေးခဲ့တဲ့စာက Hawaii Ibis တို့9မိနစ်အတွင်းရောက်လာတော့မယ်လို့အဓိပ္ပာယ်ရပြီးဒီနာမည်ကိုကြားတာနဲ့ကာစီနိုဒီယိုလုံးဟာမိကိုရေနဲ့တတ်တယ်လို့ငင်ကြသွားကအရှူရှူထွက်ခွာသွားကြပါတော့တယ်တကယ်တော့ Hawaii Ibis တို့ဆိုသူဟာမိုက်ပါဘေးဆိုတဲ့ gain star တွေတောင်နာမည်ကြားရုံနဲ့ဖိမ့်ဖိမ့်တွန်အောင်ကြောင်းလန့်နေခဲ့ရပြီးမျက်နှာကိုဘယ်သူမှမမြင်ဘူးသေးတဲ့ကြေးစားလူသက်သမားတယောက်ပါဂျပန်လူမိုက်ဖွဲ့တွေလည်းအန်နီယာငွေတက်ကိုစတင်ခန်းစားမိလာတာကြောင့်တနက်များကိုအသိပြင်ထားခဲ့တော့လေမထင်မှတ်တဲ့တောင်းတွေကနေကြီးစံများဟာဝင်ရောက်လာခဲ့ကဂျပန်လူမိုက်တွေလည်းတယောက်ပြီးတယောက်အဖြုတ်ခံနေရပါတော့တယ်ဂန်ယောင်းနဲ့ဟာဝါရီပစ်တိုတို့နှစ်ယောက်ဟာလည်းဂျပန်ဇိုးတွေကိုပဲ့ပဲ့နေနေရှင်းလင်းနေရင်မြို့တွေကလူတွေကိုပါထွက်မကြည့်ရဲအောင်ချင်းချော့နေခဲ့ပါတယ်ဂင်းဝန်ဘုံလူကတော့ကြီးသားလူမိုက်တွေကြားတဲ့ဝင်းမပါခြင်းတာကြောင့်တိုက်ခန်းတွေကနေတာခြုံကြည့်နေခဲ့ပါတယ်အန်အိုယုဟာတကားတစ်ချက်ကိုအသာလေးဖွင့်ကြည့်လိုက်ချိန်အာယုံခံနိုင်စွမ်းမြင်မာတဲ့ဟာဝါရီပစ်တိုဆိုသူကရုတ်တရက်တနက်နဲ့လှည့်ချိန်လိုက်ပြီးထို့သူဟာအန်အိုယုနဲ့ကော်ဖီဆိုင်မှာစုံတွေ့ခဲ့တဲ့သူဖြစ်နေခဲ့ပါတယ်နောက်တနေ့မနက်စောစောမှာပဲအန်အိုယုတို့လည်းခဲရောင်စောင်းကိုရထားနဲ့ထွက်ခွာလာခဲ့လိုက်ပါတော့တယ်ထိုနေ့မနက်မှာတင်ဒလန်ကောင်ယွန်းစော့ဂျင်ရဲ့တရင်ပေးမှုနဲ့ဖက်စစ်စစ်တပ်ဟာမီရာဘူဟိုတယ်ကိုဝင်စီးခဲ့ပြီးမြဲဝိုင်းရင်တော်နိုင်ရေးသမားဂင်ဝွန်ဘုံရဲ့စနစ်ကျတဲ့စီမံမှုတွေကြောင့်အန်အိုယုတို့ဟာလွတ်မြောက်သွားခဲ့ပါပြီဂျပန်ထောက်လှမ်းရေးကောင်းဆောင်ဆာဆာကီကတော့ဒေါသရန်ထွက်နေခဲ့ပြီးဒီအကြောင်းကိုယွန်းစော့ဂျင်ထံကြီးနှံဖို့ကပြစ်မှတ်ကိုဖော်ထုတ်ဖို့ညွှန်ကြားလိုက်ပါတော့တယ်ထိုနေ့ညမှာတင်ဒလန်ကောင်ယွန်းစော့ဂျင်ဟာခေါင်းဆောင်ဖြစ်သူဂင်ဂူယုံငန်းနေသူဝင်ကအချက်အလက်များကိုရှာဖွေရင်းလုတ်ကြံမဲ့သူစည်ရင်ကိုအတိအကျသိသွားပါတော့တယ်ထို့စဉ်ခေါင်းဆောင်ဂင်ဂူဝင်လာတာကြောင့်မှောင်ရိပ်ခုကပုံအောင်နေခဲ့စဉ်ခေါင်းဆောင်ဂင်ဂူဟာရဲဘော်မြောင်ဦးကိုခေါ်ကယွန်းစော့ဂျင်ရှိလားလို့မေးမြန်းခဲ့ပြီးနောက်တနက်တလက်ကိုတောင်းယူကကြီးစံများကိုထုတ်ပစ်လိုက်ပြီးအခန်းထဲကထွက်ခွာသွားပါတော့တယ်တကယ်တော့ခေါင်းဆောင်ဂင်ဂူဟာမီရာဘူဟိုတယ်ဝင်စီးခံရတဲ့ကိစ္စကြောင့်ယွန်းစော့ဂျင်အပေါ်တန်သေးရဆောက်ဝင်လာခဲ့တာပါဒလန်ကောင်ယွန်းစော့ဂျင်ဟာလည်းခေါမှုများပေါ်ကနေခြေသက်လုံးစွာခုံမြိုင်ကျော်သွားရင်အခန်းထဲသူဟမ်မပြက်ပြန်ဝင်နေခဲ့ပြီးအလုံးလုံးနေခဲ့ပါတယ်ထို့စဉ်ခေါင်းဆောင်ဂင်ဂူရောက်ရှိလာကသွေးဝိုက်သောနည်းနဲ့မီရာဘူဟိုတယ်တရင်ပေါက်ကြားမှုအကြောင်းကိုအခိတ်ခတ်မီးမြတ်နေခဲ့ပါတယ်ယွန်းစော့ဂျင်ကတော့ဝိုင်းရင်ဖက်စစ်အယူကိုက်ဒလန်ပြီးဂင်ဂူကိုသူဟာအမတ်တန်လေးစားကြောင်းခန်းစားချက်အပြည့်နဲ့ပြောဆိုနေရင်စပွဲပေါ်ကကြီးမရှိမှန်းကျူသိနေတဲ့တနက်ကိုယူကသူ့ကောင်းကိုအချိန်ချင်းတစ်ပြလိုက်ပါတယ်ဒါတည်းမကသေးပဲဒလန်ဟာဂင်ဝွန်ဘုံဖြစ်နိုင်ကြောင်းကိုပါတွေးထိုးလိုက်ပြီးလူသွားရောက်စုံစမ်းပေးမယ်လို့ပြောနေခဲ့တာပါဂင်ဂူကလည်းခွင့်ပြုပေးနိုင်ပါတယ်နောက်တစ်နေ့မှာတော့ဂင်ဂူဟာရဲဘော်မြောင်ဦးတို့ကိုယွန်းစော့ဂျင်အခန်းထဲကိုလှည့်ဝက်ရှာဖွေစေခဲ့ရာပတ်ဆက်များနဲ့ကြေးနှန်းဆက်များကိုပါတွေ့တာကြောင့်ရဲဘော်မြောင်ဦးတို့ကိုယွန်းစော့ဂျင်ကိုနောက်ရောက်ခံထောက်လှမ်းစေပြီးရှန်ဟိုင်းမှာစာခါခီတို့နဲ့အတူတူရှိနေရင်သရှိုးဆိုတာသိကြပြီးမှအပြက်ရှင်းခဲ့ဖို့ညွှန်ကြားခဲ့လိုက်ပါတော့တယ်
တစ်ဖက်မှာလည်းအန်အွန်ယူနိုအဖွဲ့ဟာဂဲဆောင်ရောင်းကိုရောက်ရှိလာခဲ့ပြီးနောက်မက်ဒမ်ဆိုတဲ့သတိမတယောက်ဟာဘူဒါမှာအစင်သင့်လာဆောင်ကြူနေခဲ့တာကြောင့် VIP pass နဲ့အစစ်အစီးအမြင့်မြတ်မရှိမျိုးတွေကိုဝင်ရောက်ခွင့်ရခဲ့ပါတယ်မက်ဒမ်ဟာအရက်ဘားတစ်ခုကိုဖွင့်ထားပြီးအာနာပိုင်တွေကိုအပိုင်ပေါင်းထားတဲ့သတိမတယောက်ပါအရက်ဘားကိုဂျပန်လူမျိုးမန်နေဂျာတဦးကဦးစီးနေခဲ့ပြီးထို့သူဟာဖက်စစ်စစ်တပ်တို့ရဲ့လုပ်ရက်ကိုမကြိုက်ပဲကိုရီးယားတော်လှန်ရေးကိုထောက်ခံကူညီပေးနေသူတကူပါအရက်ဘားထွင်းကမြေရောက်ခိုင်းရဲ့တနေရာမှာလျှို့ဝှက်သိယူလာတဲ့လက်နက်များကိုထုတ်ယူပြင်ဆင်ခဲ့ကြပြီးမစ်ရှင်ဖော်ဖို့စတင်စီစဉ်ခဲ့ကြပါတော့တယ်သူတို့လှူရှားရမယ့်လမ်းကြောင်းဟာအစစ်အဆေးများစွာရှိတာမို့ကြောင်ကြကြဂက်ဆူလိုင်းဆိုင်တစ်ခုကိုမျှခေါ်ဖို့စီစဉ်ကြရပါတယ်တစ်ဖက်မှာတော့ဒလန်ကောင်ဂျစော့ဂျင်ဟာလည်းရှာဟိုင်းမြို့ကိုရောက်ရှိလာကဂျပန်ထော်လန်ရေးကောင်းဆောင်ဆာဆာခီနဲ့တွေ့ဆုံပြီးတော်လှန်ရေးသမားတွေဟာဂျပန်မျိုးစောတပ်မှုကြီးနဲ့ဂန်အင်ဂူတို့ကို17လပိုင်း9ရက်နေ့မှာလုတ်ကြံကြတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်ဒီနောက်မှာတော့2ယောက်သားဟာဂျီဇာလူသက်သမားဟာဝါရီပစ္စတိုထံကိုသွားကအန်အူယွန်းရဲ့တပ်ပုံကိုပြစ်ပေးလာပြီးနောက်သူမဟာဂျပန်တ ရှူဖြစ်တာမို့လုတ်ကြံပေးဖို့နဲ့အောင်မြင်ရင်ငွေနဲ့စာပေးမှဖြစ်ပြီးမအောင်မြင်ရင်အသက်ပါနှုတ်ယူမဲလို့ဆိုကသွားရောက်ငှားရမ်းခဲ့ရာဟိုင်ဝါရီပစ္စတိုကလည်းလက်ခံခဲ့ပါတယ်ခုကနေပြန်လာရလန်တဝက်မှာရုတ်တရက်ဆာဆာဂီဟာပြစ်ခတ်ခံရပြီးကိစ္စချိုးတော့ခဲ့ပါတယ်ပြစ်ခတ်သူတွေဟာကောင်းဆောင်ကင်ကိုလှုပ်လိုက်တဲ့ရဲဘော်မြောင်ဦးတို့ဖြစ်နေခဲ့တာပါဒီအချိန်ညံများတဲ့ကလင်ကချစ်ကောင်ရင်စော့ကျင်ဟာတူရှင်းပြပါရစေဟုဆိုကလက်နက်ချတဲ့အောင်ဟန်ဆောင်ပြီးမြောင်ဦးတို့ကိုပြန်လဲတက်ခတ်ခဲ့တာကြောင့်အငိုင်းမိသွားတဲ့ရဲဘော်မြောင်ဦးတို့လည်းအပြစ်ခတ်ခံခဲ့ရကလဲကျငင်းသက်သွားခဲ့ပါတော့တယ်နောက်တနေ့နဲ့မှာတော့ဟာဝါရီပစ္စတိုတို့ဟာလည်းဂျပန်ရည်တဲ့အရာရှိပုံစံဟန်ဆောင်ကယထာနဲ့ဂေယောင်ဆောင်ကိုလိုက်လာခဲ့ကြစဉ်ဂျပန်တပ်သားတစ်ယောက်ဟာအထူးတန်းကိုလာခဲ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်အထူးတန်းတနေရာမှာတော့ဂျပန်စစ်ဗိုလ်ခါဝါဂူချီဆိုသူဟာရှိနေပြီးဟိုင်ဝါရီတို့ကိုအသက်ပေးကတိုက်ပွဲဝင်နေတဲ့တကယ်ဂျပန်အရာရှိများထင်မှတ်ကကောင်းမွန်စွာဆက်ဆံနေခဲ့ပါတယ်တကယ်တော့ဂျပန်ဗိုလ်ခါဝါဂူချီဆိုသူဟာအင်အိုယွန်းရဲ့အမွှာညီမဖြစ်သူခရိုနီတထေးကြီးဂန်အင်ဂူရဲ့သမီးနဲ့ဆေးဆက်ထားသူဖြစ်နေခဲ့တာပါဂိမ်းရောင်ဆောင်ကိုရောက်ရင်ပဲဟာဝါရီတို့ဟာလန်ချာသမားတွေကိုတက်ပုံပြကအန်အူယွန်းတို့ရဲ့တရင်ကိုစတင်စုံစမ်းပါတော့တယ်။ယောက်ျားလေးတွေကိုသာမသိရင်နေမယ်မင်းကလေးတွေကိုတော့အကုန်သိတယ်ဆိုတဲ့ဒီဗီဒီယိုရဲ့ editor ကိုခန့်သူမျိုးလန်ချာသမားတစ်ယောက်ဟာတက်ပုံတဲကမင်းကလေးဟာမီဆူကူဖြစ်ပြီးတထေးကြီးဂန်ဟင်ဂူရဲ့သမီးဖြစ်ကြောင်းနဲ့ဂိမ်းရောင်ဆောင်ကိုဂျပန်ကနေရောက်လာတာမကြသေးကြောင်းပြောပြလာပါတယ်။တကယ်တော့ရုပ်ချင်းခွဲမရအောင်တူးနေတဲ့အမွှာညီမတွေမို့လန်ချာသမားဟာမီဆူကူနဲ့အန်အူယွန်းတို့ကိုမှားယွင်းပြောဆိုနေခဲ့တာပါ။ဟာဝိုင်ရီတို့ကလည်းပုံမဲတီဗီနာမည်မသိတာမို့အန်အူယွန်းကိုမီဆူကူလို့သာထင်သွားခဲ့ပါလေတစ်ဖက်ကမဲဒန်တနက်ကြီးနဲ့ဟော်ဒေါဆန်တို့ဟာလည်းခရိုနီကိုင်ဂူရဲ့ကားကိုတိုးနှင်းနဲ့သမင်ဝင်တိုက်ကနောက်မီးပြုတ်အောင်လုပ်ခဲ့ပြီးနောက်မက်ဒန်ရဲ့ဆိုင်မန်နေဂျာဂျပန်လူမျိုးဟာခရိုနီကိုင်ဂူတို့နဲ့မျက်မှန်တက်မိနေတာရောက်ဝမ်ရှော့သမားများခေါ်ပြီးမယ်ဆိုကညှိနှိုင်းခဲ့ပြီးတနက်ကြီးနဲ့ဟော်ဒေါဆန်တို့ကိုစက်ပြင်သမားများအဖြစ်ဟန်ဆောင်စေကကားကိုပြင်ခိုင်းစေပြီးနောက်စီများကိုလည်းတရက်စာတွက်ချက်ကခိုးထုတ်စေခဲ့ပါတယ်ကားပြင်နေချိန်အင်အိုငွေရဲ့မျက်မှန်ဟာကွဲနေတာကြောင့်မက်ဒန်ကဝေထုတ်ပြီးကအနီးအနားကကွန်တိုက်တစ်ခုမဲ့မျက်မှန်အသစ်တစ်လက်ပေါ်ဝေစေခဲ့ပါတယ်မျက်မှန်ဆိုင်ကတော့တရက်တွင်းလိုချင်ရင်ညဘက် delivery နဲ့ပို့ပြီးမယ်ဆိုတာကြောင့်တဲခွေရလိပ်စာကိုပေးထားခဲ့လိုက်ပြီးဆိုင်ကပြန်ထွက်လာခြင်းတက်ဆိုင်စွာပဲအမွှာညီမဖြစ်သူမီဆူကူကလည်းတရူးသားလောင်းခါဝါဂူချီနဲ့အတူ shopping ထွက်လာခဲ့ပါတယ်ဒီနောက်မီဆူကူဟာမှန်နေကနေသူနဲ့ခွဲမရအောင်တူးနေတဲ့အန်အိုယွန်းကိုလှမ်းမြင်လိုက်ရကအသေးအနံလိုက်ရှာခဲ့ပြီးမြဲတီတွင်းတွဲသွားခဲ့ပါတယ်ဟာဝိုင်ရီတို့နှစ်ယောက်ဟာလည်းမီဆူကူတို့ကိုထောက်လှမ်းနေရင်စက်ပြင်စရာဟန်ဆောင်ထားတဲ့တနက်ကြီးတို့အုပ်စုကိုတွေ့ကသင်္ကမကင်းဖြစ်နေတာကြောင့်နောက်ယောင်ခံလိုက်ကြပါတော့တယ်တနက်ကြီးကလည်းနောက်ရောက်ခံလိုက်နေတဲ့ဟာဝိုင်ရီကိုရိပ်မိသွားတာမို့ညတာပါတီနဲ့တွားရောက်မိတ်ဆက်စကားပြောခဲ့ပြီးဝတ်တီကိုထိမ့်သိမ်းခြင်းရင်သင်္ကိုထားရတယ်လို့ကိုရီးယားဟာလည်းဂျပန်တို့ရဲ့သင်္ကိုချင်းကိုခံခဲ့ရကြောင်းပြောပြနေရင်တနည်းအရောက်မှာတော့နှစ်ယောက်သားဟာထချပါတော့တယ်တိုက်နေရင်ခိုင်းနေရင်ပြားတော့ဖွေးမထွက်တဲ့တနက်ကြီးဟာဟာဝိုင်ရီကိုခြေထောက်နဲ့ကန်ခဲ့ပြီးမြဲချီချော်ပြီးတော့ခြံစည်းရိုးကြားမှာညက်သွားခဲ့ပါတယ်ဟာဝိုင်ရီကလက်ဦးမှုရယူကတနက်နဲ့ကောက်ပစ်လိုက်တာမို့တနက်ကြီးတဲ့တနက်တန်ရကအနီးနားကချောင်းတကူလေးကိုခုံချထွက်ပြေးသွားခဲ့ရပါတယ်အင်ဦးယွန်းတို့ဘက်မှာတော့တနက်ကြီးဟာပျောက်နေခဲ့တာမို့ငကိုအစီအစဉ်ဆွဲထားခဲ့တဲ့ဂက်ဆူလိုင်းဆိုင်ကစီဖြစ်ဝင်တဲ့နေရာကိုမက်ဒန်ရဲ့မန်နေဂျာဂျပန်လူမျိုးကတာဝန်လွှဲပြောင်းယူလိုက်ရပါတော့တယ်ဒလန်ကောင်ယူဆို့ခြင်းကတော့ဂေယောင်ဆောင်တီလိုက်လာကအန်ဦးယွန်းတို့လုတ်ကြံမဲ့အစီအစဉ်ကိုဂျပန်ဗဟိုရဲဌာနအထိသတင်းပို့လိုက်တာမို့ဂျပန်ဒီဘက်ကလည်းသိရှိသွားကငကိုစီးမဲ့ကားကိုမစီးတော့ပဲကားချင်းလဲစီလိုက်ကြပါတော့တယ်ဒါကိုမသိသေးတဲ့အန်ဦးယွန်းတို့ဘက်ကတော့သူတို့ရဲ့မူလအစီအစဉ်အတိုင်းပဲအကောင့်ထဲပို့ဖို့ပြင်ဆင်နေခဲ့ကြပါတယ်ဂက်ဆူလိုင်းဆိုင်ကိုအပိုင်စည်းကဂျာကြီးကအယောင်းဝန်တဲ့အနေနဲ့၎င်းဟော်ဒေါဆန်ကစာဘူးသမားဖြစ်၎င်းအန်ဦးယွန်းကဆိုင်ကန်းတစ်ခုအပေါ်တက်နိုင်၎င်းအတီးတီးနေရယူထားကြပါတယ်တစ်ဖက်ကဟိုင်ဝါဒီတို့ကလည်းအန်ဦးယွန်းတို့ကိုရှင်းဖြစ်ဖို့စောင့်ကြည့်နေပြန်ရဖက်စစ်စစ်တပ်အရူရောရှိဂိုင်အင်ဂူတို့အဖွဲ့
အန်ဦးယွန်းဦးဆောင်တဲ့မြေအောက်တော်လှန်ရေးသမားများအဖွဲ့နဲ့ကြီးစားတနတ်သမားဟာဝိုင်ရုအဖွဲ့တွေဟာကိုစီမီရှင်များအတွက်ခြေရှုပ်နေခဲ့ကြပါတယ်။စီစဉ်ထားတဲ့အတိုင်းကန်ရင်ဂူရူကားဟာစီကုံသွားတာကြောင့်ကက်ဆူလိုင်းဆိုင်တို့ဝင်လာချိန်ဟော်တော့ဆန်ကသူ့တောင်ဝန်အတိုင်းကားကိုဘုံခွဲဖို့စပိန်တစည်းနဲ့လာနေခဲ့ပါတယ်။အန်ဦးယွန်းကလည်းစနိုက်ပါနဲ့တေချာချိန်ထားခဲ့ပြီးဂျာကြီးကစီဖြည့်ပေးနေချိန်ကန်ရင်ဂူရူကားချင်းချိန်ခါကြောင်ချင်းမိသွားခဲ့ပါတယ်။သို့တော့နောက်ကျသွားခဲ့ပါပြီ။ဖော်ခွေးသမားဟော်တော့ဆန်ကသူ့တောင်ဝန်အတိုင်းဘုံနှလုံးကိုကားအကူပြစ်သွင်းလိုက်ပါတော့တယ်။ဂျာကြီးကလည်းကားချင်းလဲထားကြောင်ချက်ချင်းအော်ဟစ်သတိပေးလိုက်ရဝိုင်းရင်တော်နိုင်ရေးသမားများပြီးအစီအစဉ်များကိုချက်ချင်းပြောင်းပါဟန်ချက်ညီစွာတိုက်ခိုက်ကြပါတော့တယ်အန်ဦးယုံဟာလည်းစနိုက်ပါနဲ့ဖက်စစ်အကြမ်းဖက်တွေကိုတကောင်းကြီးထုံနေချိန်ဟော်တော့ဆန်ကလည်းခိုင်ဂူတို့တကယ်ရှိနေတဲ့ကားကိုလက်ပစ်ဘုံနှလုံးနဲ့လှမ်းပစ်လိုက်ပါတော့တယ်ကားဟာအချိန်မီဘက်ကီယာထုကလွတ်မြောက်သွားခဲ့ပြီးမြဲအန်ဦးယုံဟာအလွန်မပေးပဲအပေါ်စီးကနေစက်တနတ်နဲ့အမုန်းဆွဲပါတော့တယ်ထို့စဉ်ဟာဝိုင်တယောက်ဟာလည်းရောက်ရှိလာခဲ့ပြီးအန်ဦးယုံကိုအပြက်ရှင်းမှုလုပ်နေချိန်လေဘင်းကသူပေးထားခဲ့တဲ့မဖလားကိုမြင်သွားခဲ့တာမို့ဝေခွဲမရပဲအန်အောမင်သက်သွားခဲ့ပါတယ်ထို့စဉ်ဂက်ဆူလိုင်းဆိုင်ဟာမီးလောင်မှုကြောင့်ပေါက်ကွဲသွားခဲ့ပြီးအန်ဦးယုံဟာဒီအခါအတန်ကိုကောင်းစွာအသုံးချကဟိုင်ဝါရီကိုစက်တနတ်နဲ့ဒလက်ဆက်ပစ်ပါတော့တယ်ဟာဝိုင်ရီကလည်းအတန်တူကထပ်ပြေးသွားခဲ့ပါတယ်ထို့တော့ဆိုင်ငန်းတစ်ခုထဲမှာကြောင်ပိတ်မိနေတဲ့ဂန်အင်ဂူလူကားကိုအန်ဦးယွန်းဟာအလွန်မပေးပဲခေါ်မှုထက်ကလေးစက်တနတ်နဲ့ဒလက်ဆက်ပစ်ခတ်နေခဲ့ပါတယ်လူယုံဝါရီအသက်ပြင်းရတဲ့ဆိုတဲ့စကားအတိုင်းဂန်အင်ဂူလူဟာလည်းထပ်မံလွတ်မြောက်သွားခဲ့ပါတယ်ဟော်ရော့ဆန်နဲ့ဂျာကြီးတို့လည်းသူတို့ရဲ့ကားနဲ့ထပ်မံလိုက်သွားခဲ့ကပြည်လန်းကိုပိတ်ခဲ့ပြီးတိုက်ခတ်ခဲ့ပြီးမြအင်အားချင်းမမျှတာမို့ဂျာကြီးဟာကြာဆုံးသွားခဲ့ရပါတယ်ဟော်ရော့ဆန်ကလက်မလျှော့သေးပဲဂန်အင်ဂူနဲ့ဂျပန်တပ်မှုတို့လိုက်ပါလာရကားကိုအသိခံဘုံခွဲဖို့ကြိုးစားခဲ့ပြီးမြဂျပန်တပ်မှုကလက်ဦးမှုရဦးကပြစ်ခတ်ခဲ့တာကြောင့်ဟော်ရော့ဆန်လည်းကြာဆုံးသွားခဲ့ရပါတယ်မျက်စိရှိမှလည်းရဲဘော်ရဲဘက်များဟာကြာဆုံးသွားခဲ့တာမို့အန်အင်ဟူလည်းစိတ်ထိခိုက်သွားခဲ့ရပါတယ်တိုက်ပွဲများကြကားပေါ်ကပြုတ်ကြကလူစုကွဲကြံရိတ်ခဲ့တဲ့အမွှာညီမဖြစ်သူမီစုခိုးဟာအန်ဦးယိုးနဲ့အမှတ်မထင်ဆုံးပေးခဲ့ပြီးနှစ်ယောက်သားအန်အောင်မှန်သက်နေစဉ်အန်ဦးယိုးဟာကြီးစံထိမှန်ကအဖမ်းခံခဲ့ရပါတယ်ဟာဝိုင်နဲ့ရောင်ငန်းတို့လည်းလူစုခွဲကပြေးခဲ့ကြပေမဲ့ဟိုင်ဝါရီကတော့အဖမ်းခံခဲ့ရပါတယ်ဟိုင်ဝါရီနဲ့အန်အင်ယွန်းတို့ကိုဖမ်းခေါ်လာစဉ်ဖက်စစ်အကြမ်းဖက်တွေကအန်ဦးယွန်းရဲ့စကတ်ကိုလှန်ကြည့်ကနှာဘူးထနေခဲ့ကြပါတယ်။တော်လန်ရေးသမားအန်ဦးယွန်းနဲ့ကြီးစားတနတ်သမားဟိုင်ဝါရီတို့ရဲ့ကံကြမ္မာတွေရောဘာတွေဆက်ဖြစ်မှလဲ။ကြီးစားတယောက်ဖြစ်တဲ့ဟိုင်ဝိုင်ဒီကရောယုံရပါမလားဆိုတာကိုတော့အပိုင်းတို့မှာဆက်လက်တင်ဆက်ပေးသွားပါမယ်။